မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကမ္ဘာအံပွဲတွေထဲမှာအထူးခြားဆုံးနဲ့အဖေတုပ်ရအခက်ခဲဆုံးဖြစ်တဲ့ Egypt Pyramid ကြီးတွေရဲ့နောက်ွယ်ကလျှို့ဝှက်ချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကလူသားတွေဟာအခုခေတ်နည်းပညာတွေမရှိဘဲတန်ချိန်ပေါင်းများစွာလီးလံတဲ့ကြောက်တုံးကြီးတွေကိုဘယ်လိုမျိုးတိတိကျကျတဲယူတိဆောက်ခဲ့တယ်လဲဆိုတာခုထက်ထိပဟေလီဖြစ်နေတော့မှာပဲပထမဆုံးရင်သက်ရှူမောစရာအချက်ကတော့အေယာမကြောက်တုံးကြီးတွေရဲ့လျှို့ဝှက်ချက်ပါပီရမစ်ကြီးတွေကိုတီဆောက်တဲ့အခါပြန်ပြတန်ချိန်1.5တန်ကနေတန်80အထိလီးလံတဲ့ကြောက်တုံးကြီးပေါင်းတန်းနဲ့ချီအသုံးပြုခဲ့ကြပါတယ်အဲ့ဒီခေတ်ကအခုခေတ်လိုခင်မီစက်ရန်တရားကြီးတွေမရှိဘဲဒီလောက်လီးလံတဲ့ကြောက်တုံးတွေကိုဘလို့နီးနဲ့တည်ယူခဲ့တယ်လဲဆိုတာကအဓိကပဟေလီတစ်ခုဖြစ်နေပါတယ်ဒုတိယအချက်အနေနဲ့ပီရမစ်တွေရဲ့တိကျလွန်းတဲ့ဗိသုကာပညာကိုကြည့်ရအောင်ပါပီရမစ်ကြီးတွေရဲ့အခြေဟာအလွန်တိကျတဲ့စတူရန်ပုံစံရှိပြီးအရက်မျက်နှာတွေဖြစ်တဲ့အရှိအနောက်တောင်မြောက်တို့ကိုလည်းတိတ်ပန်နီးကြတိတိကျကျချိန်ကြီးတိဆောက်ထားတာဖြစ်ပါတယ်ကြောက်တုံးတုံးနဲ့တုံးကြားမှာဓာတ်တစ်ချက်တောင်ထိုးထည့်လို့မရအောင်အုပ်စီပုံစံကတိကျလွန်းတာကြောင့်ထိုခေတ်ကနီးပညာအဆင့်အတန်းကိုပညာရှင်တွေအံ့ဩနေကြရစေပါဒါဆိုရင်ဒီလောက်ကြီးမားတဲ့အဆောက်အအုံကြီးတွေကိုဘလို့နီးလန်းတွေနဲ့တိဆောက်ခဲ့တာလဲအချို့ကကြောက်တုံးတွေကိုရွှေ့ဖို့အတွက်ရွှွန့်စည်းလမ်းကြောင်းတွေတုံးတယ်လို့ယူဆကြတယ်လို့အချို့ကတော့ရေအားကိုအတုံးချခဲ့တယ်လို့ယူဆကြပေမဲ့ဘယ်နီးလန်းကအမှန်လဲဆိုတာကိုတော့ခုတတိအတိမပြုတ်နိုင်သေးပါဘူးဒီလိုခင်မီနီးပညာတွေမရှိဘဲတိဆောက်ခဲ့တာကြောင့်အချို့ကတော့ဒါဟာလူသားတွေရဲ့စွမ်းဆောင်မှုထက်ပိုမိုတဲ့အင်အားစုတွေပါဝင်နေမလားလို့တောင်တွေးထင်နေကြတာဖြစ်ပါတယ်အပြည့်မထွက်တည်တဲ့ပဟီလီတွေဟာတမိုင်းရဲ့စွဲဆောင်မှုအရှိဆုံးအစိတ်ပိုင်းတွေပဲဖြစ်ပါတယ်ကဲအခုပြောပြသွားတဲ့အချက်တွေထဲမှာဘယ်အချက်ကတင့်ကိုအံ့ဩစေဆုံးလဲဒါမှမဟုတ်တခြားသိထားတဲ့လျှို့ဝှက်ချက်တွေရှိရင်လေကိုမတ်မှာရေးပြီးခဲ့ပါဦးဒီလိုဘဟုတုတဖြစ်စရာဗီဒီယိုလေးတွေကိုအမြင့်ကြည့်ချင်ရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမိပါနဲ့ဦးတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ခင်ဗျာ